လူတစ်ယောက်ရဲ့ချမ်းသာကြွယ်ဝမှုဟာဘယ်အတိုင်းအတာထိရှိနိုင်မလဲဆိုတော့သင်ဘယ်တော့မှမဆိုတွေးတောမှုပါလားကျွန်တော်တို့တွေဟာနေ့စဉ်ဘဝမှာအိမ်လာကပေးဖို့စားဝတ်နေရအတွက်ရုန်းကန်နေရခြင်းမှာပဲကမ္ဘာသမိုင်းမှာဘယ်လူသားတစ်ယောက်ကမှမရောက်ရှိဘူးသေးတဲ့ဗန်နာရေးစွမ်းအမြင့်ဆုံးဧကရာတစ်ပါးပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။သူကတော့အခြားသူမဟုတ်ပါဘူး။ Tesla နဲ့ SpaceX ကုမ္ပဏီကြီးရဲ့ခေါင်းဆောင်ကြီး Elon Musk ပဲဖြစ်ပါတယ်။သူဟာ SpaceX ကုမ္ပဏီရဲ့သမိုင်းဝင် stock share မိတ်ဆက်ပွဲအပြီးမှာတော့ပထမဦးဆုံးသောဒေါ်လာထရီလီယံနာတရားဝင်ဖြစ်လာခဲ့ပါတယ်။ဒေါ်လာထရီလီယံနာဆိုတာဘီလီယံနာ1000နဲ့ညီမျှတဲ့စီးစိမ်ပမာဏဖြစ်ပြီးတာမန်လူတွေစိတ်ကူးတွေမှာပုံဖော်ဖို့ခက်ခဲတဲ့ပမာဏဖြစ်ပါတယ်။ဒီဗီဒီယိုမှာတော့ Elon Musk ရဲ့ငွေကြေးတွေကဘယ်လောက်အထိများပြားလဲအဲ့ဒီငွေတွေကိုထိုင်သုံးရင်ဘာတွေလုပ်လို့ရမလဲဆိုတာနဲ့စစ်မှုထမ်းရမှာကြောက်လို့နိုင်ငံကနေထွက်ပြေးလာခဲ့ရတဲ့သူကဘာကြောင့်ဒီလောက်အထိအဆမတန်ချမ်းသာသွားရလဲဆိုတဲ့အချက်တွေကိုရန်ကုန် Times ကနေအသေးစိတ်ခွဲခြမ်းစိတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့သူပိုင်ဆိုင်တဲ့ငွေကြေးပမာဏကဘယ်လောက်အထိကြီးမားလဲဆိုတာကိုလူတိုင်းမျက်စိနဲ့မြင်တာဥပမာပေးပြီးရှင်းပြချင်ပါတယ်။ Elon Musk ရဲ့အသက်တင်ပိုင်ဆိုင်မှုဟာအမေရိကန်ဒေါ်လာ 1.1 ထရီလီယံကျော်သွားပြီဖြစ်ပါတယ်။ဒါဟာတာမန်ကိန်းဂဏန်းတစ်ခုမဟုတ်ပါဘူး။တင်ဟာတစ်ရက်ကိုဒေါ်လာ1 သန်းနှုန်းနဲ့နေတိုင်းတပြားမကြအောင်ထိုင်သုံးနေမယ်ဆိုရင်တော့ Elon Musk ရဲ့လက်ရှိစီးစိမ်တွေအကုန်လုံးကုန်ဆုံးသွားဖို့အတွက်နှစ်ပေါင်း3000ကျော်အချိန်ယူရမှာဖြစ်ပါတယ်။ဆိုတာကယေရှုခရစ်တော်မမွေးဖွားခင်ခေတ်ကတည်းကတစ်ရက်ကိုဒေါ်လာ1 သန်းနှုန်းနဲ့ဒီနေ့အထိနေတိုင်းသုံးခဲ့ရင်တော့ Elon Musk ရဲ့ပတ်စံကမကုန်နိုင်သေးပါဘူး။နောက်ထပ်ပုံပေါ်ကြည့်မှုတစ်ခုအနေနဲ့ကမ္ဘာမှာရှိသမျှလူဦးရေ 8.2 ဘီလီယံလုံးကို Elon Musk ကသူ့ပတ်စံတွေအညီအမျှခွဲပေးမယ်ဆိုရင်ကမ္ဘာပေါ်ကလူသားတိုင်းဟာတစ်ယောက်ကိုဒေါ်လာ122ဒေါ်လာမြန်မာငွေ9သိန်းကျော်လက်ငင်းရရှိမှာဖြစ်ပါတယ်။ဒါတကမ္ဘာလုံးကတောင်ရန်စားတောက်သူတွေကလေးငယ်တွေကအစလူတိုင်းကိုပေးနိုင်တဲ့ပမာဏဖြစ်ပါတယ်။တာမန်လူတစ်ယောက်အနေနဲ့တသက်စာမပြောနဲ့မျိုးဆက်အစင်း100စာတိုင်အောင်သုံးဆွဲနိုင်တဲ့မကုန်နိုင်တဲ့ပမာဏဖြစ်ပါတယ်။ဒါစိတ်ကူးရင်တက်မဟုတ်ပဲ Elon Musk ပိုင်ဆိုင်ထားတဲ့လက်တွေ့မြေပြင်ကဘဏ္ဍာရေးစွမ်းအားပဲဖြစ်ပါတယ်။ဒီလောက်ထိကြီးမားတဲ့ငွေကြေးအင်ပါယာကြီးဟာတညာရဲနဲ့တော့ဖြစ်လာခဲ့တာမဟုတ်ပါဘူး။ Elon Musk ကို1981ခုနှစ်မှာတောင်အာဖရိကနိုင်ငံ Pretoria မြို့မှာမွေးဖွားခဲ့ပါတယ်။ငယ်စဉ်ကတည်းကအပေါင်းအသင်းမရှိဘဲစာအုပ်တွေကိုသာဖတ်ရှုလေ့လာခဲ့တဲ့စာကြိုးတစ်ယောက်ဖြစ်ခဲ့ပြီးနည်းပညာနဲ့ကွန်ပျူတာကုတ်ရေးသားခြင်းပညာရပ်တွေကိုအလွန်အမင်းဝါသနာပါခဲ့ပါတယ်။အသက်12နှစ်သားအရွယ်မှာတင် Blaster လို့အမည်ရတဲ့ game software တစ်ခုကိုကိုယ်တိုင်ရေးဆွဲကဒေါ်လာ900နဲ့ရောင်းချနိုင်ခဲ့တဲ့အထိပါရမီပါခဲ့ပါတယ်။သို့တော်လည်းသူ့ရဲ့ငယ်ဘဝဟာမตายရခဲ့ပါဘူး။ကျောင်းမှာအမြဲတမ်းနှိမ့်ဆက်ညှဉ်းပန်းခံခဲ့ရပြီးလေကားပေါ်နဲ့တွန်းချခံခဲ့ရလို့စိတ်ယုံတော့တက်ခဲ့ရပါတယ်။သူ့ဘဝရဲ့အကြီးမားဆုံးအချို့ခွေကတော့အသက်18နှစ်အရွယ်မှာရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီအချိန်ကတောင်အာဖရိကနိုင်ငံမှာလူပြူလူမဲခွဲခြားဆက်ဆံတဲ့ Apartheid ဆိုတာရှိနေပြီးလူငယ်တိုင်းမဖြစ်မနေစစ်မှုထမ်းရမယ့်ဥပဒေရှိနေခဲ့ပါတယ်။ Elon Musk ဟာလူမဲတွေကိုနှိပ်စက်ကွပ်မျက်ရမယ့်စစ်တပ်တွေကိုမဝင်ကျင်တာကြောင့်ရောစစ်မှုထမ်းရမှာကိုအလွန်အမင်းမလိုလားတာကြောင့်ရောတောင်အာဖရိကနိုင်ငံကနေစွန့်စားပြီးထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာမိခင်ဖြစ်သူရဲ့မွေးရမြေဖြစ်တဲ့ကနေဒါနိုင်ငံကိုဗီဇာလျှောက်ပြီးလက်ထဲမှာဒေါ်လာအနည်းငယ်ကိုသာကိုင်ဆောင်ကတယောက်တည်းထွက်ခွာခဲ့ပါတယ်။ကနေဒါမှာအတော်ဖြစ်သူရဲ့လက်ကွင်းတွေမှာအလုတ်ကျန်းလုပ်ရင်တစ်ဆက်တွေမှာဘွိုင်လာအိုတန်ရှင်းရေးလုပ်ရင်အောက်ခြေကနေရုန်းကန်ခဲ့ရပါတယ်။နောက်ပိုင်းမှာအမေရိကန်နိုင်ငံကိုပြောင်းရွှေ့ပြီး Pennsylvania တက္ကသိုလ်မှာယူပဗေဒနဲ့စီးပွားရေးပညာရပ်တွေကိုသင်ယူခဲ့တာဖြစ်ပါတယ်။သူ့ရဲ့တကယ်စီးပွားရေးအစပြုမှုကတော့1995ခုနှစ်မှာအင်တာနက်ခေတ်အစကိုမြင်တွေ့ပြီး Stanford တက္ကသိုလ်ရဲ့ပါရဂူဘွဲ့သင်တန်းကို2ရက်ပဲတက်ပြီးအပြီးပိုင်းထွက်လိုက်ခြင်းဖြစ်ပါတယ်။သူဟာညီဖြစ်သူ Campbell Musk နဲ့အတူ Zip2 လို့ခေါ်တဲ့ online မျိုးပြလမ်းညွှန် software ကုမ္ပဏီတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။အဲ့ဒီကုမ္ပဏီဟာအောင်မြင်မှုတွေရရှိခဲ့ပြီး1999ခုနှစ်မှာတော့ Compaq ကွန်ပျူတာကုမ္ပဏီကြီးကနေအမေရိကန်ဒေါ်လာတန်း309သန်းနဲ့ဝယ်ယူခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Elon Musk ဟာဒေါ်လာ22သန်းရရှိခဲ့ပြီးတာမန်လူတစ်ယောက်အနေနဲ့တက်တောင့်တတနေထိုင်နိုင်ပြီဖြစ်ပေမဲ့သူကတော့ရက်တက်မသွားခဲ့ပါဘူး။အဲ့ဒီငွေတွေကအများစုကို online ငွေပေးချေမှုစနစ်တစ်ခုဖြစ်တဲ့ S-Stock ကိုနဲ့ကိုထပ်မံစွန့်စားခြင်းနှိမ့်နှံခဲ့ပါတယ်။အဲ့ဒီကုမ္ပဏီဟာနောက်ပိုင်းမှာ Confinity ကုမ္ပဏီနဲ့ပူးပေါင်းပြီးကမ္ဘာကျော် PayPal online ဘဏ်စနစ်ဖြစ်လာခဲ့ပါတယ်။2002ခုနှစ်မှာ online အယောင်းဝယ်ကုမ္ပဏီကြီးဖြစ်တဲ့ eBay ကနေ PayPal ကိုဒေါ်လာ 1.5 ဘီလီယံနဲ့ဝယ်ယူလိုက်တဲ့အခါမှာတော့ Elon Musk ဟာအဓိက share ရှင်အနေနဲ့ဒေါ်လာ165သန်းရရှိကအာကာသနဲ့လျှက်စစ်လုပ်ငန်းတွေကိုလုပ်ကိုင်ဖို့ဘဏ္ဍာရေးအခြေခံအုတ်မြစ်ရရှိလာခဲ့ပါတယ်။လက်ရှိကာလမှာတော့ Elon Musk ဟာကမ္ဘာပထမဆုံးထရီလီယံနာအဖြစ်သမိုင်းတစ်ရေထိုးလိုက်နိုင်ပြီဖြစ်ပါတယ်။သူ့ရဲ့အသက်တင်ပိုင်ဆိုင်မှုဟာဒေါ်လာ 1.1 ထရီလီယံအထိရောက်ရှိသွားခဲ့တာဟာ SpaceX ကုမ္ပဏီရဲ့ stock ဈေးကွက်အတွင်းအောင်မြင်စွာမိတ်ဆက်နိုင်ခဲ့မှုကြောင့်ဖြစ်ပါတယ်။ SpaceX ဟာစတင်ရောက်ချချိန်မှာတွင်ကုမ္ပဏီတန်ဖိုးဒေါ်လာ2ထရီလီယံကျော်သတ်မှတ်ခံရပြီးကမ္ဘာ17မြောက်အကြီးဆုံးကုမ္ပဏီဖြစ်ခဲ့ပါတယ်။ Elon Musk ဟာ SpaceX ရဲ့ share 42%ကိုပိုင်ဆိုင်နေတာကြောင့်သူ့ရဲ့ share တန်ဖိုးတစ်ခုတည်းဒေါ်လာဘီလီယံ800ကျော်ရှိနေပြီး Tesla ရဲ့ share ဒေါ်လာ280ဘီလီယံနဲ့ပေါင်းလိုက်တဲ့အခါမှာတော့စုစုပေါင်းပိုင်ဆိုင်မှုဟာထရီလီယံစံချိန်ကိုကျော်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။ဒီငွေကြေးပမာဏဟာစက္ကူတွေတက်တင်မဟုတ်ပဲကမ္ဘာစီးပွားရေးနိုင်ငံကြီးတွေနဲ့ရှင်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။ Elon Musk တယောက်တည်းရဲ့ပိုင်ဆိုင်မှုဟာသူ့ရဲ့မွေးရမြေဖြစ်တဲ့
တောင်အာဖရိကနိုင်ငံရဲ့တစ်နှစ်စာပြည်တွင်းအသက်တင်ထုတ်လုပ်မှုတန်ဖိုး GDP ဒေါ်လာ480ဘီလီယံထက်နှစ်ဆကျော်ပိုမိုများပြားနေပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံပေါင်း200ကျော်တွေကနိုင်ငံပေါင်း180ကျော်ရဲ့ GDP ဟာ Elon Musk တယောက်တည်းရဲ့ပိုင်ဆိုင်မှုထက်နည်းပါးပါတယ်။သူဟာထိုင်ဝမ်နိုင်ငံသို့မဟုတ်ကမ္ဘာကုမ္ပဏီကြီးတွေအားလုံးထက်ပိုမိုချမ်းသာနေတာဖြစ်ပါတယ်။ Elon Musk ရဲ့စီးပွားရေးဥစ္စာဟာဒုတိယကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Amazon တည်ထောင်သူ Jeff Bezos ရဲ့ဒေါ်လာ262ဘီလီယံထက်4ဆနီးပါးပိုမိုများပြားနေပါတယ်။ Google တည်ထောင်သူတွေဖြစ်တဲ့ Larry Page နဲ့ Sergey Brin, Microsoft ရဲ့ Bill Gates တို့၃ယောက်လုံးပိုင်ဆိုင်မှုတွေပေါင်းလိုက်ရင်တော့ Elon Musk ရဲ့တယောက်တည်း trillion စီးစိမ်ကိုမမီနိုင်တော့ပါဘူး။ဒါဟာလူသားချင်းအဆင့်အတန်းကွာဟမှုကိုပြသနေရဆိုပြီးကမ္ဘာနိုင်ငံရေးသမားတွေနဲ့ကုလသမဂ္ဂအဖွဲ့အစည်းတွေကြားထဲမှာအပြင်းအထန်ဝေဖန်ဆွေးနွေးစရာခေါင်းစဉ်တစ်ခုဖြစ်လာခဲ့ပါတယ်။ Elon Musk ရဲ့ချမ်းသာမှုတွေကဘလောက်အထိလက်တွေ့အသုံးချလို့ရလဲဆိုတာကိုပုံမှန်နားလည်စေဖို့အတွက်အချက်အလက်အခြေပြုဥပမာ၃ခုကိုလေ့လာကြည့်အောင်။ Case Study 1ကမ္ဘာငတ်မွတ်ခေါင်းပါမှုပြဿနာကိုနှစ်ပေါင်းများစွာအုပ်စိုးဖြေရှင်းနိုင်ခြင်းလွန်ခဲ့တဲ့နှစ်အနည်းငယ်ကကမ္ဘာကုလသမဂ္ဂရဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်က Elon Musk ရဲ့ပိုင်ဆိုင်မှုတွေက6ဘီလီယံလောက်လူတန်းမယ်ဆိုရင်ကမ္ဘာပေါ်မှာငတ်မွတ်ခေါင်းပါပြီးကြုံတွေ့နေရတဲ့လူတန်းပေါင်း40ကျော်ရဲ့အသက်ကိုကယ်တင်နိုင်မယ်လို့ပြောခဲ့ပူပါတယ်။အခုအချိန်မှာတော့ Elon Musk ကဒေါ်လာ1.1 trillion ပိုင်ဆိုင်ထားတာကြောင့်အကယ်၍သူသာစိတ်ကူးပေါက်လို့ကမ္ဘာငတ်မွတ်ခေါင်းပါမှုပြဿနာတစ်ခုလုံးကိုတဦးတည်းအိတ်စိုက်ဖြေရှင်းမယ်ဆိုရင်ကမ္ဘာပေါ်ကဆင်းရဲသားနိုင်ငံတွေအားလုံးကိုစားနပ်ရိက္ခာတွေအလကားကျွေးမွေးပြီးနှစ်ပေါင်း150ကျော်တိုင်အောင်တယောက်တည်းစပွန်ဆာပေးထားနိုင်မှာဖြစ်ပါတယ်။ဒါဟာကမ္ဘာလုံးဆိုင်ရာအစိုးရပေါင်းများစွာဖြည့်ရှင်းရမယ့်ဗန်ဒါရေးအကျက်အတဲကိုလူတစ်ယောက်တည်းရဲ့လက်ဖြောက်တစ်ချက်တည်းနဲ့ဖြည့်ရှင်းနိုင်တဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ Case Study 2ကမ္ဘာကျော်ကုမ္ပဏီကြီးများနဲ့မီဒီယာများကိုလက်ငင်းစိတ်ကြိုက်ဝယ်ယူနိုင်ခြင်း2022ခုနှစ်မှာ Elon Musk ဒေါ်လာ44ဘီလီယံအိတ်စိုက်ထုတ်ပြီး Twitter ကုမ္ပဏီကြီးကိုကစားရတစ်ခုလိုဝယ်ယူခဲ့တာကိုလူတိုင်းမှတ်မိကြပါယခုအခါမှာတော့သူ့ရဲ့ဗန်ဒါရေးအင်အားဟာအစမတန်ကြီးမားသွားပြီဖြစ်တာကြောင့်အကယ်၍သူသာထပ်မံဝယ်ယူခြင်းနဲ့ဆိုရင်ကမ္ဘာကျော်လူမှုကွန်ရက်တွေဖြစ်တဲ့ Instagram, Facebook နဲ့ WhatsApp တို့ကိုပိုင်ဆိုင်ထားတဲ့ Meta ကုမ္ပဏီကြီးတစ်ခုလုံးကိုလက်ငင်းငွေချေစနစ်နဲ့အပြီးအပိုင်ဝယ်ယူပြစ်နိုင်စွမ်းရှိပါတယ်။သို့မဟုတ်ကမ္ဘာဈေးအကြီးဆုံးအားကစားအသင်းတွေဖြစ်တဲ့ Manchester United, Real Madrid အစရှိတဲ့ကမ္ဘာထိပ်တန်းဘောလုံးအသင်းတွေနဲ့အမေရိကန်အားကစားအသင်းပေါင်း100ကျော်ကိုတပြိုင်နက်တည်းဝယ်ယူပြီးသူ့ရဲ့ကိုယ်ပိုင်အားကစားအင်ပါယာကြီးအဖြစ်ဖန်တီးပြလို့ရပါတယ်။ Case Study 3အာဂါသခီးသွားလာရေးနဲ့ကိုယ်ပိုင်အခြေစိုက်စခန်းများတည်ဆောက်နိုင်ခြင်းတာမန်ဘီလီယံနာတွေအားကိုယ်ပိုင်ဂျက်လေယာဉ်တွေဝယ်ယူနိုင်ရုံဒါမှမဟုတ်ရုရှားစထွေးတွေလိုဒေါ်လာတန်းရာချီတန်တဲ့ပျော်စီးတင်မောကြီးတွေဝယ်ယူနိုင်ရုံနဲ့ကျေနပ်နေကြပေမဲ့ Elon Musk ရဲ့ငွေကြေးကတော့အစစ်အတန်းချင်းလုံးဝမတူပါဘူး။ Elon Musk ဟာ SpaceX ရဲ့ Starship ဒုံးပျံအစင်းရေ1000ကိုကိုယ်ပိုင်ငွေနဲ့တည်ဆောက်နိုင်ပြီးအာကာသထဲကိုလူသား3သိန်းတပြိုင်နက်တည်းဆေလွတ်ကလကဘာနဲ့အင်္ဂါဂျီပေါ်မှာဟိုတယ်တွေကိုယ်ပိုင်အခြေစိုက်စခန်းမြို့ပြတွေကိုတထေးတူရဲ့အိတ်ဆိုင်ငွေနဲ့တင်တည်ဆောက်ပြီးကမ္ဘာပထမဆုံးသောဂျိုဂျားကန်အင်ပါယာရှင်အဖြစ်လက်တွေ့အကောင့်ထဲပေါ်နိုင်တဲ့အဆင့်ကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ Elon Musk ဘာကြောင့်ဒီလောက်ထိသမိုင်းတွင်အောင်အစမတန်ချမ်းသာလာရလဲဆိုတဲ့မေးခွန်းရဲ့အဖြေကတော့သူ့ရဲ့ထူးခြားလာတဲ့စီးပွားရေးဗျူဟာတွေနဲ့စုံဦးတည်ထွင်မှုစိတ်ဓာတ်ကြောင့်ဖြစ်ပါတယ်။လူအများစုကစီးပွားရေးလုပ်တဲ့အခါရှိပြီးသောဈေးကွက်တွေမှာပြိုင်ဆိုင်ဖို့ကြိုးစားကြပေမဲ့ Elon Musk ကတော့မရှိသေးတဲ့အနာဂတ်ဈေးကွက်အသစ်တွေကိုကိုယ်တိုင်ဖန်တီးဖြစ်ခဲ့တာဖြစ်ပါတယ်။ Elon Musk ဟာမိသည့်အရာကိုမဆိုရှင်းရင်းစွဲတိုင်းလက်မခံမဲ့အခြေခံအကြဆုံးယူဘဗေဒ theory အထိခွဲခြမ်းစိတ်ဖြာပါတယ်။ဥပမာအားဖြင့်အာကာသလုပ်ငန်းမှာဒုံးပျံဒဇင်ရဲ့ကုန်ကျန်းတန်ဖိုးဟာဒုံးပျံအချောတဲ့ဈေးကွက်ပေါက်ဈေးရဲ့2%ပဲရှိတာကိုသူရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်သူတစ်ပါးစီကမဝယ်ပဲဒုံးပျံကိုစက်ရုံမှာကိုယ်တိုင်ထုတ်လုပ်ပြီးကုန်ကျစရိတ်ကိုအစမတန်ရှော့ချခဲ့ပါတယ်။သမိုင်းတစ်လျှောက် NASA အပါအဝင်မြေတိအဖွဲ့အစည်းကမှဒုံးပျံတွေကိုပြန်သုံးလို့မရခဲ့ပါဘူး။ Elon Musk ကတော့အာကာသထဲရောက်သွားတဲ့ဒုံးပျံတွေကိုမြေပြင်ပေါ်တက်မက်ပြန်ဆင်းသက်စေပြီးအကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်တဲ့နည်းပညာကိုအောင်မြင်စွာတီထွင်နိုင်ခဲ့ပါတယ်။ဒါကြောင့်ဒုံးပျံလွှတ်တဲ့ကစရိတ်ကို80%ကျော်အထိရှော့ချနိုင်ခဲ့ပြီးကမ္ဘာအာကာသဈေးကွက်တစ်ခုလုံးကို SpaceX တစ်ခုတည်းကလက်ဝဲကြီးအုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံသူတွေဟာ Tesla နဲ့ SpaceX ကိုတာမန်ကားကုမ္ပဏီဒုံးပျံကုမ္ပဏီတွေအဖြစ်မရှုမြင်ကြပါဘူး။အနာဂတ်လူသားမျိုးနွယ်စုရဲ့ခံကြမ္မာကိုပြောင်းလဲမဲ့အဆင့်အတန်းမြင့်နည်းပညာနဲ့ AI အင်ပါယာကြီးအဖြစ်ယုံကြည်ကြတဲ့အတွက် stock share တွေကိုအစမတန်ဈေးနှုန်းတွေပေးပြီးဝယ်ယူကြပါတယ်။ဒါကြောင့်ကုမ္ပဏီတွေရဲ့တန်ဖိုးဟာထရီလီယံချီမြင့်တက်လာပြီးအဓိက share ရှင်ဖြစ်တဲ့ Elon Musk ဟာလည်းကမ္ဘာပထမဆုံးထရီလီယံနာဖြစ်လာခဲ့ပါတယ်။ Elon Musk ရဲ့ဒီလိုကြီးမားလာတဲ့ငွေကြေးအင်အားနဲ့နည်းပညာလွှမ်းမိုးမှုတွေဟာအနာဂတ်လူသားမျိုးနွယ်စုအပေါ်ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိလာသေးကြပါတယ်။သူဟာဒီငွေတွေကိုကမ္ဘာပေါ်မှာထိုင်ဖြုံးနေမှုရည်ရွယ်ထားတာမဟုတ်ပါဘူး။သူ့ရဲ့အဓိကပန်းနိုင်ကတော့လူသားတွေကိုအင်္ဂါဂြိုဟ်ပေါ်ကိုပို့ဆောင်ပြီးဂျိုအနက်နေထိုင်နိုင်တဲ့တပ်တော်အဖြစ်ပြောင်းလဲပစ်ဖို့ဖြစ်ပါတယ်။ယခုရရှိလာတဲ့ SpaceX ရဲ့ IPO အရင်းနှီးဒေါ်လာ85ဘီလီယံကျော်ကိုလည်းအင်္ဂါဂြိုဟ်ပေါ်မှာလူဦးရေတသန်းဆန့်မြို့ပြကြီးတိစောက်ဖို့အတွက်ဓာတ်ရိုက်အသုံးပြုသွားမှာဖြစ်ပါတယ်။
ဒါအပြင်သူပိုင်ဆိုင်တဲ့ Neuralink ကုမ္ပဏီကတဆင့်လူသားတွေရဲ့အုံနောက်နဲ့ကွန်ပျူတာကိုတိုက်ရိုက်ချိတ်ဆက်နိုင်မဲ့ microchip တွေကိုစမ်းသပ်အောင်မြင်နေပြီးနောက်အနာဂတ်မှာလမ်းမလျှောက်နိုင်တဲ့သူတွေလမ်းပြလျှောက်နိုင်အောင်မျက်စိမမြင်တဲ့သူတွေမျက်စိပြမြင်လာအောင်လှုပ်ဆောင်ပေးနိုင်တော့မှာဖြစ်ပါတယ်။တပြိုင်နက်တည်းမှာပဲ Optimus လို့ခေါ်တဲ့လူသားထုစက်ရုပ်တွေကိုလည်းအိမ်တိုင်းမှာအလုပ်သမားအဖြစ်အသုံးပြုနိုင်အောင်ပြင်ဆင်နေပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင် Elon Musk ရဲ့ trillion ချမ်းသာမှုဆိုတာတာမန်ပတ်စံအိတ်တွေကအကျွေးစီးတွေလိုသုံးပြဖို့ထက်စစ်မှုထမ်းဥပဒေကနေထွက်ပြေးခဲ့ရတဲ့လူငယ်တယောက်ကကဘာကြီးနဲ့စက်ကြဝဠာရဲ့အနာဂတ်ကံကြမ္မာကိုသူ့ရဲ့ကိုယ်ပိုင် idea တွေအတိုင်းပြောင်းလဲပြစ်မဲ့မဟာဗျူဟာမြောက်လက်နက်တစ်ခုဖြစ်နေတာကိုတွေ့ရှိရပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးပြည်သက်ကြီးရောဘယ်လိုထင်မြင်လဲဆိုတာကို comment မှာရေးပေးခဲ့ကြပါဦး။ဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ဗီဒီယိုတွေကိုနောက်ထပ်မလွတ်သွားရအောင် subscribe လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။